မနဲ့မြတို့နှစ်သိန်းတန်ကြောက်တစ်လုံးကိုဝယ်ရောင်းလုပ်ရာ9000မြတ်ဤတဲ့ဆိုတော့အဲ့ဒီကြောက်ရဲ့တန်ဖိုးကဝယ်တဲ့တန်ဖိုးကအရင်ပေါ့နော်အဲ့ဒါက2သိန်းမြတ်တာက9000ဆိုတော့သူတို့2သိန်းနဲ့ဝယ်ပြီးတော့ပြန်ရောင်းတာက2သိန်း9000နဲ့ပြန်ရောင်းတယ်ပေါ့နော်အဲ့တော့ရင်းနှီးငွေ2သိန်းမှာမောင်က3သိန်း2000ထည့်တယ်မက6000ထည့်တယ်မြက2000ထည့်တယ်နော်ဆိုတော့3သိန်း2000ရယ်6000ရယ်2000ရယ်2သိန်းအတိပေါ့နော်အဲ့လိုထည့်ခဲ့ကြတယ်တဲ့ထည့်ဝင်ရင်းနှီးခဲ့ကြသည်ရောင်းရငွေ2သိန်းခွဲကိုမောင်မနဲ့မြတို့အတွက်အချိုးကျခွဲဝေပေးပါတဲ့ဆိုတော့အဲ့ဒီ2သိန်းခွဲတဲ့ကမောင်ကဘယ်လောက်ရမလဲမကဘယ်လောက်ရမလဲမြကဘယ်လောက်ရမလဲပေါ့နော်အချိုးကျသူတို့ခွဲဝေရမယ်ဆိုတော့သူတို့ဘယ်လောက်ရင်းနှီးခဲ့ကြလဲနော်2သိန်းအရင်မှာမောင်ရယ်မရယ်မြရယ်အချိုးတွေဘယ်လောက်ထည့်ခဲ့ကြလဲအဲ့ဒီထည့်ခဲ့တဲ့အချိုးတိုင်းသူတို့ရောင်းရငွေကိုပြန်ခွဲယူကြမှာပေါ့နော်ဒါမှမြတဖြစ်မှာပေါ့အဲ့တော့အရင်2သိန်းကိုမောင်က3သိန်း2000ထည့်တယ်ဆိုတော့3သိန်း2000ကိုအပေါ်မှာထားအောက်မှာက2သိန်းအဲ့လိုအချိုးချလိုက်လို့ရှိရင်အချိုးက9ပုံပုံရင်မောင်က3ပုံထည့်တယ်ဆိုတာတွေ့ရမယ်နော်မက6000ထည့်တယ်ဆိုတော့6000ကိုအပေါ်မှာထားအောက်မှာက2သိန်းအဲ့ဒါကိုကျင်းချလိုက်ရင်7ပုံပုံရင်မက3ပုံထည့်တယ်ဆိုတာတွေ့ရမယ်မြလည်းဒီတိုင်းပဲ2000ထည့်တယ်ဆိုတော့2000ပေါ်မှာထားအောက်မှာက2သိန်း2သိန်းမှာ2000ထည့်တယ်ဆိုတော့7ပုံတစ်ပုံပေါ့နော်ရာခိုင်နှုန်းနဲ့ပြောရင် 10% ထည့်တာပေါ့နော်ဆိုတော့မောင်ထည့်ထားတဲ့9ပုံ3ပုံကိုလည်း10နဲ့ညီသွားအောင်ပြန်ညှိပေးလို့ရတယ်ဆိုတော့အပိုင်းJက9ကိုလည်း2နဲ့မြောက်ပိုင်းဝေက3ကိုလည်း2နဲ့မြောက်ရင်7ပုံ6ပုံပေါ့နော်ဆိုတော့မောင်က7ပုံ6ပုံဝင်ထားတယ်မက7ပုံ3ပုံဝင်ထားတယ်မြက7ပုံ1ပုံဝင်ထားတယ်ပေါ့နော်ဆိုတော့6 3 1ပြန်ပေါင်းရင်7ပုံပဲပြန်ရတာပဲနော်အဲ့တော့ရောင်းငွေ2သိန်းခွဲကို7ပုံ6ပုံနဲ့မြှောက်ရင်3သိန်းခွဲရမယ်နော်အဲ့ဒါကမောင်ခွဲဝေရမယ်သူ့ရဲ့အချိုးဘယ်လောက်ရမလဲဆိုရင်မက7ပုံ3ပုံဆိုတော့ရောင်းရငွေ2သိန်းခွဲနဲ့မြှောက်ရင်မက9000ခွဲရမယ်နော်မြက2သိန်းခွဲကို7ပုံတစ်ပုံနဲ့မြှောက်တော့2သိန်းခွဲရဲ့7ပုံတစ်ပုံက2000ခွဲပေါ့နော်ဆိုတော့သူတို့ကမောင်က3သိန်းခွဲယူမယ်မက9000ခွဲယူမယ်မြက2000ခွဲယူမယ်အဲ့ဒါပြန်ပေါင်းရင်2သိန်းခွဲပြန်ရတယ်နော်ဒါသူတို့အချိုးကျခွဲဝေတာဆိုတော့အဲ့ဒါတွေကိုအဲ့ဒီလိုအချိုးနဲ့မတွက်ပဲရာခိုင်နှုန်းနဲ့တွက်ကြည့်အောင်နော်ဆိုတော့မောင်ကဘလောက်ရာခိုင်နှုန်းအရင်နှီးပါထားလဲဆိုတာသိချင်ရင်သူက100နဲ့မြှောက်ပေးလိုက်လို့ရှိရင်သူက 60% နော်60ရာခိုင်နှုန်းပါထားတယ်မကလည်းသူက2သိန်းမှာ6000ပါထားတယ်ဆိုတော့6000ကိုဒီ2သိန်းနဲ့စား100နဲ့မြှောက်ရင်30ရာခိုင်နှုန်းပါတယ်နော်အဲ့လိုပဲတွက်လိုက်ရင်မြက10ရာခိုင်နှုန်းပါတယ်နော်ဆိုတော့60ရဲ့30ရဲ့10ရဲ့ဆို100ပြန်ရတာပဲနော်ဆိုတော့ရောင်းရတဲ့ငွေ2သိန်းခွဲကိုလည်းမောင်က60ရာခိုင်နှုန်းယူမယ်မက30ရာခိုင်နှုန်းယူမယ်မြက10ရာခိုင်နှုန်းယူမှာပေါ့မြကတော့စိတ်တွက်နေရတယ်နော်2သိန်းခွဲရဲ့10ရာခိုင်နှုန်းက2000ခွဲပေါ့နော်အဲ့တော့60ရာခိုင်နှုန်းမောင်ကိုပေးရင်မောင်က3သိန်းခွဲရမယ်30ရာခိုင်နှုန်းမကိုပေးရင်မက9000ခွဲရမယ်10ရာခိုင်နှုန်းမြကိုပေးရင်မြက2000ခွဲရမယ်နော်ဆိုတော့မြက2000ရင်းထားတယ်2000ခွဲရတယ်ဆိုတော့9000မြတ်တာပေါ့မက
9သိန်းခွဲရ9000ခွဲရတယ်6000ရင်းသားဆို1000ခွဲမြတ်တယ်မောင်မောင်ကတော့3သိန်းခွဲရတယ်3သိန်း2000ရင်းသားတယ်ဆိုတော့3000မြတ်တာပေါ့နော်ရှာကိုင်းတဲ့အဖြေတွေကတော့ခုနထွက်ပြီးနေပါပြီနော်ဒါကတော့ပို့ပြီးတော့နားလည်အောင်ရှောက်တွက်ကြည့်နေတာပေါ့အဲ့တော့အခုသူတို့ရတဲ့ရောင်းရငွေအချိုးတွေတဲကသူတို့ရင်းနှီးခဲ့တာတွေနှုတ်ကြည့်လိုက်လို့သူတို့ဘလောက်စီမြတ်တယ်လဲဆိုတာထွက်တာပေါ့နော်အဲ့တော့အမြတ်ငွေကဟလာ9000ဆိုတော့အဲ့ဒီအမြတ်ငွေကိုခုနက60ရာခိုင်နှုန်း30ရာခိုင်နှုန်း10ရာခိုင်နှုန်းခွဲကြည့်လိုက်ရင်လည်းသူတို့ရဲ့အမြတ်ငွေလေးတွေထွက်တယ်နော်ဆိုတော့အမြတ်ငွေ9000ရဲ့60ရာခိုင်နှုန်းက3000အဲ့ဒါကမောင်မောင်ရမှာမောင်မောင်မြတ်မှာပေါ့နော်ဆိုတော့အမြတ်ငွေ9000ရဲ့30ရာခိုင်နှုန်းက1000ခွဲအဲ့ဒါကမမမြတ်မှာမြတ်ကတော့10ရာခိုင်နှုန်းဆိုတော့9000ရဲ့10ရာခိုင်နှုန်းက9000ပေါ့နော်အဲ့ဒါကမြတ်မှာဟုတ်ပြီနော်ကျွန်တော်ပရိသတ်ထဲကလူတယောက်ကဒီတွက်နည်းကိုမေးလို့ကျွန်တော်ဒါကိုထူးထူးတင်ပြခြင်းဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ